မင်္ဂလာပါ AI Recap မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2014ခုနှစ်ကထွက်ရှိခဲ့တဲ့ Drama Mystery Thriller အမျိုးအစားရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့ Before I Go to Sleep ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးသွားမှာပါဇာတ်လမ်းအစမှာတော့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Christine ဟာသူမမသိတဲ့အမျိုးသားတစ်ယောက်ရဲ့ဘေးနားမှာနိုးလာခဲ့ပါတယ်အဝတ်အစားတွေလဲပြီးရေချိုးကားနဲ့ဝင်သွားတဲ့အခါနញ្ញံတစ်ခုလုံးမှာသူမနဲ့အဲ့ဒီအမျိုးသားရဲ့ဓာတ်ပုံတွေကတ်ထားတာကိုတွေ့လိုက်ရတယ်သူမလက်မှာတဲ့မင်္ဂလာလက်စွပ်ရှိနေပါတယ်။အဲ့ဒီအမျိုးသားရဲ့နာမည်ကဘန်ဖြစ်ပြီးသူတို့လက်ထပ်ခဲ့တာ14နှစ်ရှိပြီဖြစ်ကြောင်းသူမအသက်က40ဖြစ်နေပြီဖြစ်ကြောင်းပြောပြပါတယ်။လွန်ခဲ့တဲ့14နှစ်ကကားအတော်တစမှုကြောင့်ခရစ်စတင်းရဲ့ဦးနှောက်မှာဒဏ်ရာရသွားပြီးမှတ်ညံတွေဟာတင်းရက်ပဲခံပါတော့တယ်။ညအိပ်ပျော်သွားပြီးမနက်နိုးလာတိုင်းသူမဟာသူမကိုသူမအသက်20အရွယ်လိုပဲထင်နေခဲ့တာပါ။ဘန်ကသူမကိုဂယုစိုက်ပေးနေတဲ့ခင်မွန်းကောင်းတယောက်အဖြစ်ပုံဖော်ထားပါတယ်ဘန်အလုပ်သွားတဲ့အချိန်မှာခရစ်စတင်းစီကိုဒေါက်တာနက်ရှ်ဆိုတဲ့သူစီကဖုန်းလာပါတယ်။သူကခရစ်စတင်းရဲ့မှတ်ဉာဏ်ပြန်ရအောင်လျှို့ဝှက်ကူညီပေးနေတဲ့ဆရာဝန်ပါ။ဘန်မသိအောင်ဗီဒီယိုထဲမှာကင်မရာတစ်လုံးဝှက်ထားခိုင်းပြီးသူမရဲ့တနေ့တာမှတ်ရဖြစ်ရပ်တွေကိုဗီဒီယိုရိုက်ခိုင်းထားပါတယ်။ဇလန်ကပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းလာတာကဒေါက်တာနက်ရှ်နဲ့ခရစ်စတင်းတွေ့တဲ့အခါမှာပါ။ဘန်ကခရစ်စတင်းကိုကားအက်ဆီဒန့်ဖြစ်ကလို့ပြောထားပေမယ့်တကယ်တမ်းသူမဖြစ်ခဲ့တာကလွန်ခဲ့တဲ့10နှစ်ကလူတစ်ယောက်ရဲ့အပြင်းအထန်ရိုက်နှက်မှုကိုခံခဲ့ရတာပါ။ဒါကိုဘန်ကဘာလို့ဖုံးကွယ်ထားတာလဲဆိုတာတန်တရားဖြစ်เสียချက်လာပါတယ်။တရက်မှာခရစ်စတင်းဟာကလေးဆိုတဲ့တငယ်ချင်းတစ်ယောက်အကြောင်းကိုမှတ်မိလာပါတယ်။ဘန်ကိုမေးကြည့်တဲ့အခါဘန်ကကလေးနဲ့အဆက်အသွယ်မရှိတော့ဘူးလို့လိန်ပြောခဲ့ပြန်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာခရစ်စတင်းဟာကလေးနဲ့ပြန်ဆုံခဲ့ပြီးတုံလို့เสียအမှန်တရားတွေကိုသိလိုက်ရပါတယ်။သူမမှာအဲဒမ်လို့ခေါ်တဲ့သားလေးတစ်ယောက်ရှိခဲ့ဘူးတာပါ။ဘန်ကတော့ကလေးကဆုံးသွားပြီလို့ပြောထားပါတယ်။တကယ်အလဲပေါင်းကတော့ကလဲကနေတစင်တီးလိုက်ရတဲ့အချက်ပါကလဲပြောပြချက်အရာအခုခရစ်စတင်းနဲ့အတူနေနေရဲ့ဘန်ဆိုတဲ့သူဟာသူမရဲ့ခင်မွန်အစ်စ်မဟုတ်ပါဘူးသူမကိုအရင်ကဟိုတယ်မှာအကင်းထန်ရိုင်းနှက်ခဲ့တဲ့မိုက်ဆိုတဲ့လူသက်သမားဖြစ်နေတာပါသူကဘန်ရဲ့မှတ်ပုံနဲ့အတုတွေကိုတောင်းပြီးခရစ်စတင်းကိုဆေးရုံကနေခိုးထုတ်လာခဲ့တာဖြစ်ပါတယ်ဇက်ရှင်အမင်းဆုံးအခန်းမှာတော့မိုက်ဘန်အတုကခရစ်စတင်းကိုဟိုတယ်တစ်ခုကိုခေါ်သွားပြီးအမှန်တရားတွေကိုဝန်ခံပါတယ်သူကခရစ်စတင်းကိုအယမ်းချစ်လို့ပိုင်ဆိုင်ခြင်းခဲ့တာဖြစ်ပြီးသူမကိုရိုက်နှက်ခဲ့တာလည်းသူကိုယ်တိုင်ပဲဖြစ်ပါတယ်။ခရစ်စတင်းကထွက်ပြီးဖို့ကြိုးစားပေမဲ့မိုက်ကသူမကိုသတ်ဖို့ကြိုးစားပြန်ပါတယ်။ဒါပေမဲ့ခရစ်စတင်းကပြန်လဲခုခံပြီးမိုက်ကိုအနိုင်ယူခဲ့ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဇက်သိန်းပိုင်းမှာတော့ခရစ်စတင်းဟာဆေးရုံပေါ်မှာနိုးလာပါတယ်။ဒီတစ်ခါမှာတော့သူမကိုကူညီပေးခဲ့တဲ့ဒေါက်တာနက်ရှ်နဲ့တငယ်ချင်းကလေးတို့ကရောက်လာနေပါတယ်။အဲ့ဒီနောက်မှာတော့သူမရဲ့ခေမောအစ်စ်ဘန်နဲ့သားလေးအဲဒမ်တို့ကသူမစီကိုရောက်လာခဲ့ပါတယ်။သားလေးကိုမြင်လိုက်တဲ့အချိန်မှာခရစ်စတင်းဟာသူမရဲ့မှတ်ဉာဏ်တချို့ကိုပြန်လဲသတိရသွားပြီးမိသားစုတွေပျော်ပျော်ရွှင်ရွှင်ပြန်လဲဆုံတွေ့သွားရင်းနဲ့ဒီဇာတ်ကားလေးပြီးဆုံးသွားခဲ့ပါတယ်။ဒီဇာတ်ကားကိုကြိုက်နှစ်သက်ဆိုရင် like နဲ့ share လေးလုပ်ပေးသွားပါဦး။နောက်ထပ်ဘလို့ဇာတ်ကားတွေကို recap လုပ်ပေးစီခြင်းလဲဆိုတာ comment မှာရေးပြီးခဲ့လို့ရပါတယ်။